ရှုပ်ကိစ္စတွေကြတော့ခင်ဗျားတို့ကျွန်တော်တို့မသိနိုင်နဲ့ဒီအရာအများကြီးရှိတယ်။အားဖြစ်ဗျာနောက်ဆိုရင်တော့ပြားခုတွေတိုင်းစောင့်ရတာကောင်းပါတယ်လူရုပ်ကြီးပြောနေတာတော့ဟုတ်ကဲ့ကျွန်တော်ခွင့်ပြုပါကျွဲလေးဘာဖြစ်ပြန်လဲဖြန်လဲကိစ္စသူတို့ကြောလို့လာပြောတယ်အဲ့ဒါပဲမင်းနောက်တော့ကတစ်ခုခုလုပ်လို့ရင်သူတို့မကြော်နဲ့ကြော်ရင်ဆွဲစီမယ်ဆိုပြီးဒါသတိလာပေးတာပဲနေဦးဘယ်လိုဖြစ်ပြီးသူတို့ရောက်လာပြီမင်းသားလေမင်းသားခေါ်လာဟာမင်းသားလေတိုးစလိုက်သွားလို့လေဟလားသူ့လေဗျာဦးကျွဲလေးတိလာတော့တိတာပဲတိလို့ခေါ်လာဦးကျွဲနဲ့ခေါ်လာရှင်လို့ဟာမင်းသားနောက်တော့အဲ့ခိုင်ထူးမလုံးနဲ့နော်သိလားမလုံးနဲ့မသိဘူးပဲပြောမင်းသိထားကွာလေလူမိုက်နဲ့ရဲဆိုတာဘော်ရာမဟုတ်ဘူးမင်းအဲ့ဒါပေါက်ဟုတ်တယ်တိလားမိချမ်းစီကိုလဲလေဘော်ရာမဟုတ်ဘဲနဲ့လေလိုက်လာမောင်းပါလေအဲ့ရွေးခဏလာမိချမ်းစီကိုလိုက်သားရဲတယ်မဟုတ်ပါဘူးဟုတ်တယ်အဲ့ရွေးတွေပဲကဲကြော်ပြီအဲ့ဒီခန်းနေစဉ်းစားဖြတ်တယ်ကွာမင်းတို့ကလေခမဟုတ်တောင်ဆုံးလာတဲ့ပစ္စည်းတွေလေဘယ်လိုလဲတော့ပို့ရမယ်လေဟောမင်းတို့လည်းတော့ပို့လိုက်ပါလားကွာမင်းကလည်းလုတ်ပြန်ပြီကိုမောင်ပဲရှင်ရလေကျမလည်းတော့လို့မဖြစ်ဘူးလေပစ္စည်းဈေးကိစ္စကရှင်နဲ့ဖြတ်ထားတာရှင်ပြောမှရမှာပေါ့ကျမသွားလိုက်ကြည့်ပါလားမလေးတစ်ခုခုမကြည့်လိုက်မလေးမင်းကိုဘယ်လိုဖြစ်လဲဆိုရှင်မပြောတယ်ကျမအပြစ်ပဲပြောတာတော်ပြီရှင်းပြတော့လေရှင်းပြီရှော့မရှော့နိုင်ဘူးရှင်းပြောတာဦးရှိဝါးတယ်ဖြစ်ကုန်မယ်ဦးရှိဟာခဏမယ်လာဟာမိချမ်းဘာလုပ်လဲဟာဒီဟာနေငါ့ကိုမပြောမဆိုပဲလုပ်နေတယ်အဲ့ဒါအကောင်းကြီးတွေလေဘယ်နဲ့ဆိုင်သွားပို့ရမှာအဲ့ပတ်တန်တွေကလည်းနားလဲဒီကဘာမှမပြောရသေးဘူးငါမကုန်နေဘူး不行不行，别往回走，往回走，往回走，叫他们，把那个马片，刚才我对不两句，他再来不就有人往回，走走走。